G.I. Joe လျှော့ဝှက် mission တနေ့ကကမ္ဘာလုံခြုံရေးကိုကာကွယ်နေတဲ့ G.I. Joe အဖွဲ့ရဲ့အခြေစိုက်စခန်းမှာအရေးပေါ်အချက်ပေးသံတစ်ခုကြားရလာတယ်။ Cobra အဖွဲ့ကမြို့တစ်မြို့ရဲ့လျှက်စစ်စနစ်ကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ Duke ကပြောလိုက်တယ်။သူနဲ့အတူ Scarlet, Snake Eyes, Roadblock တို့က mission အတွက်အဆင်သင့်ဖြစ်နေပြီ။လူတွေကိုအန်ဒီရဲ့မဖြစ်အောင်ရပ်တန့်ရမယ်လို့ Scarlet ကပြောပြီးသူတို့လေရင်ပေါ်တက်ခဲ့ကြတယ်။ညနေခင်းမှာမြို့ကိုရောက်တော့မီးလုံးတချို့ပိတ်သွားပြီးလျှက်စစ်စနစ်မတည်မငြိမ်ဖြစ်နေပြီ။ Cobra စစ်သားတွေကစစ်ရုံတစ်ခုကိုထိန်းချုပ်ထားကြတယ်။ Snake Eyes ကတိတ်တဆိတ်လမ်းကြောင်းရှာပြီးဝင်သွားတယ်။ Roadblock ကပြောလိုက်တယ်။ကျွန်တော်တို့အဖွဲ့ဝင်တွေကိုအန်ဒီရဲ့မဖြစ်စေပဲကာကွယ်ပေးမယ်။သူတို့အတူတူပူးပေါင်းပြီး Cobra စစ်သားတွေကိုတိုက်ခိုက်မဟုတ်ပဲထိန်းချုပ်ကဖမ်းဆီးနိုင်ခဲ့ကြတယ်။ Cobra ရဲ့အစီအစဉ်အတွင်းထဲဝင်ကြည့်တော့ Cobra ခေါင်းဆောင်ကလျှက်စစ်ထိန်းချုပ်ဆက်ကိုအတုံးပြုပြီးမြို့တစ်မြို့လုံးကိုမိပြစီးချနေတယ်။ဒါကိုပိတ်ဖို့အချိန်နည်းနေပြီ။ Duke ကပြောတယ်။ Scarlet ကကွန်ပျူတာစနစ်ကိုပြင်ဆင်ပြီးနည်းနည်းတော့အချိန်ပေးပါလို့ပြောတယ်။ Snake Eyes ကသူမကိုကာကွယ်စဉ် Roadblock ကတကားကိုကာကွယ်ထားတယ်။နောက်ဆုံးမှာ Scarlet ကပြီးပြီလို့ပြောလိုက်ကနဲ့လျှက်စစ်စနစ်ပြန်လဲတည်ငြိမ်လာတယ်။မြို့ကလူတွေမီးပြန်ရပြီးပုံမှန်ဘဝကိုပြန်သွားနိုင်ခဲ့ကြတယ်။ G.I. Joe အဖွဲ့ကသူတို့လေရင်ပေါ်ပြန်တက်ကြတယ်။ Duke ကပြောလိုက်တယ်။အောင်မြင်မှုဆိုတာအဖွဲ့လိုက်ယုံကြည်မှုနဲ့ပူးပေါင်းခြင်းကြောင့်ပဲ။ Snake Eyes ကခေါင်းညိတ်ပြတယ်။သူတို့အဖွဲ့ကနောက် mission အတွက်ပြန်လဲအဆင်သင့်ဖြစ်နေကြတယ်။သင်ခန်းစာအဖွဲ့လိုက်ပူးပေါင်းလှုပ်ဆောင်မှုကအရေးကြီးတယ်။လူရီကိုကာကွယ်ပေးတာဟာတရေကောင်းဖြစ်ခြင်းပါ။ဉာဏ်နဲ့တတိပေါင်းဆက်ရင်ပြဿနာတွေဖြေရှင်းနိုင်ပါတယ်